နောချိနောင်၍ထားပါသနိဗျာမြတ်စွာဘုရားလောကကိုဘာကချိနောင်ချပါသလဲဗျာလောကကိုဘာကချိနောင်ထားပါသလဲဗန္တိဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားကိဉ္တုအပင်ပြီးသောအရာဒီတတ္တလောကတာအဲ့ဒီလောကမှာရှိတဲ့တတ္တဝါရီရဲ့ဝိစာရဏကျင်လဲကျက်ဆရာပြည်သွားရာခြေရာနဲ့တူနေပါသနိဘုရားဗန္တိဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားကိတ္တတုဝိပဟာနိနာဘယ်လိုသောအရာမျိုးကိုဘယ်လိုတရားမျိုးကိုပေခွာနိုင်တဲ့သူရိယနိဗ္ဗာန်ဣတိဟောသတိနိဗ္ဗာန်လို့ခေါ်နိုင်ပါသလဲဘုရားဆို၍အညတရာဒေဝနာအမိဖြင့်ရှားတဲ့နတ်သားတစ်ပါးကဘုဇေကောင်းစွာမသွေမေးလျှောက်တော်မူလိုက်ပါပေတတိမြတ်စွာဘုရားကိုနတ်သားတစ်ပါးကလာပြီးတော့မေးလျှောက်တဲ့မေးခွန်းလေး၃မျိုးကိဉ္တုတန်ယောဇနောလောကောမြတ်စွာဘုရားလောကကိုဘာကချီနှောင်ထားပါသလဲနံပါတ်1မေးခွန်းကလောကကိုဘာကချီနှောင်ထားတယ်ဒီမှာလောကလို့ပြောရင်တတ္တဝါတွေကိုပြောတာနော်မြတ်စွာဘုရားတဲ့တတ္တဝါတွေကိုဘလို့တရားမျိုးကဘလို့အရာမျိုးကချီနှောင်ထားပါသလဲဘုရားတဲ့နံပါတ်1နံပါတ်2ကကိဉ္တုဝိတကကိဉ္တုတတ္တဝိသရဏမြတ်စွာဘုရားလောကကြီးတတ္တဝါတွေကဘလို့အရာမျိုးမှကျင့်လဲကျက်စားပြီးတော့နေပါသလဲဘုရားနံပါတ်2မိကုကလောကသားတွေကိုဘလို့အရာကလေဒုက္ခပေးနေပါသလဲဘုရားနံပါတ်2ကလေနံပါတ်1ကတတ္တဝါတွေကိုဘာကချီနှောင်ထားသလဲနံပါတ်2ကတတ္တဝါတွေကိုဘာကဒုက္ခပေးနေသလဲဒီချာမှတ်တာနော်နံပါတ်3ကကိတ္တတုဝိပါဟာနေနာဘယ်လိုအရာမျိုးကိုပယ်ခွာထားတဲ့သူရိယနိဗ္ဗာန်ဣတိဟောသတိလွတ်မြောက်ရာနိဗ္ဗာန်ကိုရတယ်လို့ပြောလို့ရပါသလဲဘုရားနံပါတ်3ကဘာကိုခွာထားရင်နိဗ္ဗာန်ကိုရောက်နိုင်သလဲနံပါတ်3ကမိဂုံးဘယ်နှမျိုးလဲပြန်ပြောမယ်လောတတ္တဝါတွေကိုဘာကချီနှောင်ထားပါသလဲတတ္တဝါတွေကိုဘလို့အရာကဒုက္ခပေးနေပါသလဲဘလို့အရာတရားမျိုးကိုပယ်ခွာထားနိုင်ရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါသလဲလွတ်မြောက်မှုကိုရနိုင်ပါသလဲဆိုတော့မြတ်စွာဘုရားကနန္ဒီတန်ယောဇနောလောကောဝိတကတဝိသရဏတဏှာယဝိပါဟာနေနနိဗ္ဗာန်ဣတိဟောသတိဘောဒေဝပုဒ္ဒတိလိုရင်းနဲ့မေးလျှောက်တဲ့ဩနတ္တနန္ဒီတန်ယောဇနာလောကောနန္ဒီတန်ယောဇနောလောကောလောကရှိတတ္တဝါအပေါင်းကိုနန္ဒီတန်ယောဇနောနှစ်သက်ဖွယ်တန်ယောဇနီဆိုတဲ့တဏှာကချီနှောင်ပြီးတော့ထားတဲ့တတ္တအဲ့ဒီလောကသားတွေအတွက်ဝိတကတာကြံစီခြင်းအတွေ့တွေကဝိဇာရဏလှဲ့လေကျင်းလဲပြီးတော့ဒုက္ခကိုဖြစ်စေတယ်တဏှာယဝိပါဟာနေနာတဲတော်တွေ့တာခြင်းတက်မဲ့ခြင်းတဏှာကိုပယ်ခွာနိုင်ခြင်းဟာနိဗ္ဗာန်ဣတိဟောသတိလွတ်မြောက်ရာနိဗ္ဗာန်ကိုရောက်ကြောင်းတရားပါပဲရဲ့လို့ဘဂဝါဘုန်းတော်၆ပါးကဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်တတ္တဘာကောင်းစွာမသွေဖြေကြတော်မူလိုက်ပါပေတည်း